ဓာတ်ပုံရိုက်တတ်တယ်ဆိုရင်စော့ကြည့်ရနော်ဟုတ်တယ်မလားအားလုံးမင်္ဂလာပါကျွန်တော်မင်းသားပါယနေ့ခေတ်မှာဓာတ်ပုံရိုက်တယ်ဆိုတာကဗီဒီယိုရိုက်တယ်ဆိုတာကဒီပညာရေးကတတ်ထားဖို့လိုလားမလိုလားဆိုတာကျွန်တော်ပြောချင်တယ်ပေါ့နော်ကျွန်တော်တော့ဒီမှာအိမ်မှာတယောက်တည်းနေရဆိုတော့ကျွန်တော်လိုမျိုး postcard ပုံစံမျိုးရိုက်လို့မရအောင်အဆင်ပြေသလိုပဲရိုက်လိုက်မယ်ဗီဒီယိုကရှေ့ကောင်းရှေ့လိမ့်မယ်တစ်ခုခုလေးတော့ညီကိုတို့ရှိမှကြံခဲ့ဖို့ကျွန်တော်မျှော်လင့်ပြီးတော့ဒီ view လေးရိုက်တာပေါ့နော်လက်ရှိကျွန်တော်ရှင်မှာအသက်40ကျော်အမတယောက်ကဓာတ်ပုံပညာရေးကိုသင်နေတယ်ဆိုပြီးသင်တက်လာတက်နေတာလက်ရှိထိုင်းနိုင်ငံရဲ့ကျွန်းကျွန်းမှာအလုပ်လုပ်တယ်ကျွန်တော်အဲ့ကျွန်းနဲ့ကျွန်တော်ရှူလာဖို့သူသင်မော်ဒန်ကားဒန်နဲ့သူ15နာရီလောက်စီးပြီးတော့မှဒီကျွန်တော်နေတဲ့ဘန်ကောက်ကိုလာပြီးတော့သင်တန်းလာတက်တာပေါ့နော်ဒီမှာအိမ်မှာနေပြီးတော့ပဲတက်တာသူ့ကိုကျွန်တော်ဘာဖြစ်လို့အမဒီသင်တန်းကိုစိတ်ဝင်စားတာလဲတက်ချင်တာလဲကျွန်တော်မေးတော့သူဘာပြောလဲဆိုတော့သူကခီးသွားရွာနာပါပေါ့နော်အဲ့တော့သူရိုက်ချင်တယ်တဲ့ဒါပေမဲ့အစတုန်းကတော့တဲ့သူသားကိုတဲ့သူသားငယ်လေးပေါ့နော်ဒီလူပြိုပေါက်လေးပေါ့သင်တန်းကိုတက်ဖို့ပေါ့နော်သူပြောတယ်တဲ့ဝါနာမပါဘူးလို့ပြောတယ်တဲ့ဝါနာမပါဘူးဆိုတော့နောက်ဆုံးသူများခိုင်းလို့မရတော့ကိုယ်လာတက်တာပေါ့ဆရာရဲ့တဲ့ကိုကတော့ဝါနာပါတယ်မအားဘူးအချိန်ပေးပြီးမတင်နိုင်ဘူးဆိုပေမဲ့လည်းရတဲ့ခွင့်လေးယူပြီးတော့ဒါဆက်ချင်မှာအပြေးလေးလာပြီးတော့ဒီရက်တူတင်တန်းလေးလာတက်ရတာပေါ့နော်အဲ့လိုမျိုးဟုတ်ပြီအခုမှဇလန်းစမယ်ဒီနေ့ခေတ်မှာဓာတ်ပုံရိုက်တတ်တယ်ဆိုရင်ဘယ်လောက်ထိအသုံးဝင်လဲဓာတ်ပုံပညာရဲ့ကနေဘာတွေဆက်နွယ်ပြီးတော့ကျတော့တခြားဘာတွေပညာရဲ့တွေကိုယ့်အတွက်အသုံးဝင်တာတွေတက်မြောက်မလဲဆိုတာကျွန်တော်ပြပြချင်တယ်ဒီထဲမှာကျွန်တော်စကားအသုံးတော့ကျွန်တော်ပြောပြချင်တာများတယ်ဗျာဒါပေမဲ့ကျွန်တော်စကားမသုံးတတ်ဘူးဖြစ်နေတော့ကျွန်တော်စကားထပ်ပြီးတော့နားထောင်လိုက်ဓာတ်ပုံဝါနာပါမယ်ဝါနာပါမယ်ဆိုရင်ကိုကဝါနာပါပြီဆိုတဲ့ရိုက်ချင်တယ်အဲ့တော့သူများတဲ့အမြင်မတူတော့ဘူးကိုယ့်ရဲ့မြင်တာတွေကကိုယ့်ရဲ့အတွေးခေါ်တွေကအစားဘယ်ဟာကိုမစိုးလှအောင်စိတ်ဝင်စားလောက်ဖမ်းယူဖို့စိတ်အားထက်တန်လာအဲ့ဒါကောင်းတယ်ဗျာဘာကြောင့်ဆိုတော့ကိုယ့်ရဲ့အမြင်တွေအတွေးခေါ်တွေကသူများနဲ့ကွဲသွားပြီအရမ်းမိုက်တယ်အဲ့တခုကဟုတ်တော့ပြောပြီဒါဆိုရင်ရိုက်မယ်ဖုန်းနဲ့ရိုက်ကင်မရာနဲ့ရိုက်ဒီစက်ပစ္စည်းတစ်ခုကိုနားလည်ရမယ်မဟုတ်လားဒီခလုတ်တွေဘယ်လိုရိုက်ရလဲဘယ်လိုဇွန်းဆွဲရလဲစသဖြင့်အဲ့ဒါလေးကျွန်တော်နားလည်တက်ကျွမ်းရမယ်သင်ယူရမယ်ပညာရေးတစ်ခုရမယ်နောက်ပြီးတော့ဒီ hardware ဘိုင်းနေပြီးတော့ရင် software ဘိုင်းလို့ခေါ်တဲ့အတွင်းပိုင်းဆိုင်ရာတွေပေါ့နော်ကျွန်တော်အလေးမောင်ချိန်တာလေးရှိမယ်ဒါမှမဟုတ် color grading ဘိုင်းလေးရှိမယ်စသဖြင့်ဒါအသေးမွားလေးပဲထားပါတော့အဲ့ဒါလေးတွေဒါတွေကိုကျွန်တော်တို့ကကိုယ့်ပုံတွေကောင်းချင်တဲ့အတွက်ထပ်လောင်းပြီးတော့လေ့ကျင့်ရတယ်မဟုတ်လားလေ့ကျင့်သင်ယူရတဲ့အချိန်မှာကိုယ့်ရဲ့ skill ကပိုတက်လာမပြီးသေးဘူးနော်အဲ့မှာဒီရရတဲ့ပုံတွေကိုပြင်ဖို့ software တွေသုံးရတော့မယ်ဖုန်းနဲ့ပဲစလိုက်အောင်အဲ့ကြောင့်ကျွန်တော် software တွေ download ဆွဲမယ်အဲ့ software ကိုသုံးတတ်အောင်လေ့ကျင့်ရမယ်နောက်ထပ်ပညာရတစ်ခုရတယ်ဒီဖုန်းကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ကျွန်တော်သုံးတတ်လာဒီဓာတ်ပုံပညာရေးနဲ့ပတ်သက်ပြီးတော့ရိုက်တတ်တယ်ပြင်တတ်တယ်ဆိုတာဖြစ်လာအဲ့ကနေမှတက်ဆင်တိုးတယ်ကွန်ပျူတာနဲ့ပြင်မယ်ဆိုရင်အဲ့ကွန်ပျူတာရခင်ကမသုံးတတ်ဘူးဆိုရင်သုံးတတ်အောင်သင်ရအောင်မဟုတ်လားနောက်ထပ်ပညာရတစ်ခုထပ်တိုးသွားပြီကျွန်တော်ခုခေတ်မှာများသောအားဖြင့်ဖုန်းသုံးတတ်ရပြီလို့ပြောတကယ်တော့ဖုန်းနဲ့ကွန်ပျူတာနဲ့ဘာမှမဆိုင်တကယ်တမ်းရေးရှိအသုံးဝင်တာကကွန်ပျူတာတွေပဲအသုံးဝင်တာเนาะအဲ့တော့ကွန်ပျူတာတွေကိုကျွန်တော်မိထားလို့မရဘူးမတက်ထားလို့မရဘူးเนาะအဲ့တော့ကွန်ပျူတာသုံးတတ်အောင်သင်ရတယ်ကွန်ပျူတာမှာဓာတ်ပုံနဲ့ပတ်သက်တဲ့ software တွေကိုထပ်ပြီးတော့လေ့လာသင်ယူရတယ်ပညာရက်တွေတစ်ခုပြီးတစ်ခုတက်လာကျွန်တော်တို့အတွက်အရင်ကဘာမှမသိဘူးဓာတ်ပုံလေးကစိတ်ဝင်စားလိုက်မှပဲတစ်ခုပြီးတစ်ခုတက်လာတာမကောင်းဘူးလားဖုန်းလည်းကျွမ်းကျင်သုံးတက်လာမယ်ကင်မရာလည်းသုံးတက်လာမယ်ကွန်ပျူတာလည်းသုံးတက်လာရင်းထားတဲ့ပစ္စည်းတွေကကိုညာစိတ်များလို့ဆိုပြီးတော့ရင်းထားတာများလို့အင်္ဂါမိဘလည်းပူညံလုပ်မယ်ရီစားလည်းပူညံလုပ်မယ်မိမပူညံလုပ်မယ်ဆိုရင်စီးပွားပြဓာတ်ပုံဆရာလုပ်ရမယ်ပတ်စံဒီရင်းထားတဲ့ပစ္စည်းနဲ့အရင်တီးပြီးတော့ငွေပြန်ရှားမယ်အဲ့မှာဘာလို့လဲဆိုတော့ marketing လို့လာပြီငါဘာလုပ်လဲငါဘာလုပ်တတ်လဲဆိုတာကိုအများသူငါကိုချပြရမယ်ကိုရှိကိုဓာတ်ပုံလာရိုက်တဲ့သူတွေကိုဆွဲဆောင်ဖို့လုပ်ရမယ်အဲ့ရ marketing နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့က idea တွေထုတ်ရမယ် line model တွေမှာလေ့လာရမယ်နောက်ထပ် scale တစ်ခုထပ်တက်တယ်ပြင်းလာမှာဆိုလို့ပြောဦးမယ်ဓ
ဓာတ်ပုံရိုက်တတ်တယ်ဆိုရင်စော့ကြည့်ရနော်ဟုတ်တယ်မလားဘယ်နာသွားဗျာရီးသားတယောက်ရပြီဆိုရင်ငါဓာတ်ပုံရိုက်တတ်တယ်ဆိုတာနဲ့တင်ညနာမငယ်ရတော့ပုံကောင်းလေးရိုက်ပေးနေဟာဘယ်နေရာမှာဆိုအသုံးဝင်တယ်ဒီပညာရက်ကဘယ်တော့ခါမှတိမ်ကောမသွားဘူးဓာတ်ပုံဆိုတဲ့ပညာရက်ကဘယ်ချိန်ဖြစ်နော်ခမအဖိုးကြီးဖြစ်နေခမသားသမီးမြင့်တွေရတဲ့အချိန်ထိကိုဒီပညာရက်ကအသုံးတင်နေရမှာပဲအချိန်ခါမြွေးနော်အနေမပြီးသေးဘူးmarketing နဲ့ပိုင်းနဲ့ပတ်သက်တာကြီးရလာမယ်နော်အဲ့ဒါပြီးရင်ဟာဟုတ်ပြီငါ commercial line နဲ့ဝင်မယ်စီးပွားဖြစ်တွေအပီချတော့မယ်ကွာဆိုရင် lighting နဲ့ပတ်သက်တာတင်ရတော့မယ်အဲ့တော့ lighting နဲ့ပတ်သက်တာတင်မယ်ဆိုအရင်ဆုံးသဘာဝအလင်းအောင်ကျွန်တော်နားလေအဲ့တော့မှသဘာဝအလင်းအောင်ဘယ်လိုအသုံးချရမလဲမြင်တက်လာတဲ့ခံစားတက်လာတဲ့နော်မောင်ရင်ပါတဲ့လင်းပို့ပြီးဒီတီးပို့ကောင်းလာလဲစသဖြင့်အဲ့လိုမျိုးကြီးကျွန်တော်သိလာတယ်သိလာပြီးရင်လူလုံးတဲ့ဒီ light တွေ continue light တွေ strobe light တွေကိုလည်းကျွန်တော်သုံးတက်လာမယ် color တွေရဲ့ temperature အပူအေးတွေကိုလည်းကျွန်တော်ထိန်းချုပ်ထက်လာမယ်ဘလောက်ရတာရှိလဲနောက်ဆုံး lighting တင်ပြီး lighting ဝယ်ထားမယ် continue light တွေဝယ်ထားရဆိုတော့အိမ်မှာမီးပြင်းသုံးလို့ရသေးတယ်တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲဟုတ်တော့မပြီးသေးဘူးဓာတ်ပုံပဲရိုက်တတ်တာလားခင်ဗျာဗီဒီယိုမရိုက်တတ်ဘူးလားဟမ်လာပြီနောက်တစ်ခုဟာဒါနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ရမယ် train ရမယ်ဟုတ်လား gimbal တွေ gain တွေဗီဒီယိုအဖြတ်တောက်တွေအယူအဆတွေ stabilization ကဘာလဲဘာညာတရကပြီးသေးဘူးအဲ့ဒီထဲမှာအဖြတ်တောက်CapCut လား Premiere လား DaVinci Resolve လားအဲ့ဒီဘိုင်းတွေသင်ရအောင်မယ်ခင်ဗျားအတွက်စိုးကျိုးတာမရှိဘူးပညာရက်တွေတစ်ခုပြီးတစ်ခုရလာမယ်အဲ့ရလာတဲ့ပညာရက်တိုင်းကတဘွားစာထမင်းမငတ်အောင်အမခံပေးတယ်ဆိုတော့တော့ပြီအဲ့ကျတော့ကျွန်တော်ပြောချင်တာကအညီကိုအနေနဲ့ဒီနေ့ခေတ်မှာဓာတ်ပုံဆရာလုပ်ဖို့ပဲမဟုတ်ပါဘူးဒီနည်းပညာရဲ့လေကတတ်ထားဖို့လိုမလို့တတ်ထားသိမသိညီကိုညီဘာလို့ဆုံးဖြတ်ပါနော်ထပ်ပြီးတော့အုံတော်ထဲမှာပေါ်လာရှိသေးတယ်ကျွန်တော် script ရေးမထားဘူးကျွန်တော်လက်တန်းပြောနေတာဆိုတော့အဲ့ဘာလဲဆိုတော့ယနေ့အခု social သုံးနေဟုတ်တယ်မလားကျွန်တော်တို့ထိုင်းမှာဆိုရင် TikTok short တွေပါဈေးရောက်ရတယ်ဘာနဲ့ရိုက်လဲဗီဒီယိုရိုက်ရတာဓာတ်ပုံရိုက်ရတာပဲဒီပစ္စည်းတင်ရတာ coffee ဆိုင်လေးခုဖွင့်မယ်ထမင်းသုံးဆိုင်လေးဖွင့်တယ်ဘာဆိုင်လေးညာဆိုင်လေးဖွင့်မယ်ဆိုဒီဓာတ်ပုံရိုက်ပြီးတော့ marketing လုပ်ရမှာမဟုတ်ဘူးလားအဲ့တော့ဒီအလင်းအမောင်ယူစရည်နဲ့ပုံကောင်းကောင်းလေးရအောင်ဘယ်လိုရမလဲကိုသိထားဖို့မလိုဘူးလားအဲ့တော့ဒီနေ့ခေတ်မှာဓာတ်ပုံပညာရက်ကလုံးဝအရေးကြီးဆုံးပညာရပ်ထဲမှာပါတယ်ထမင်းလည်းမငတ်ဘူးဘယ်နေရာမှာဆိုလဲအသုံးဝင်တယ်ကျွန်တော်ရဲ့ချလာတော့ဓာတ်ပုံဝါနာရှင်ကြီးကိုများအနေနဲ့ကချို့တွေဆိုရှိပါလိမ့်မယ်ဒီပညာရပ်ဝါနာပါပေမဲ့လည်းအကြောင်းမျိုးကြောင့်မလုပ်နိုင်တဲ့သူတွေရှိရပါတော့ဒီထဲကိုဒီ feed တွေကိုရောက်မလာဘဲနဲ့လမ်းကြောင်းလွဲနေတဲ့သူတွေရှိရပါတော့ကဲအဲ့တော့အဲ့လိုမျိုးလူတွေအနေနဲ့လည်းကျွန်တော်ကိုဘာကြောင့်ဘလို့လမ်းကြောင်းတွေလွဲနေခဲ့လဲကျွန်တော်တို့တွေအတွက်ဘယ်လိုဘယ်နေရာတွေမှာအသုံးဝင်လဲဆိုတဲ့ဟာတွေကကျွန်တော်ပြောပြတဲ့အထဲမှာမပါတဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်း comment မှာလာရောက်ပြီးတော့မှတ်ပြီးတော့ဆွေးနွေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မြင့်တမ်းမှာဓာတ်ပုံသင်တန်းတွေကို online တွေရောအပြင်တွေမှာဖွင့်လှစ်သင်ကြားပေးနေတဲ့ဆရာတယောက်ဖြစ်ပါတယ်ဒီလိုပြောလို့လဲကျွန်တော်ရှိမှာသင်တန်းလာတက်ပါလို့လည်းကျွန်တော်ခေါ်ရမှာမဟုတ်ပါဘူးအဆင်ပြေတဲ့ရှိမှာသင်တန်းတက်လို့ရပါတယ်เนาะဓာတ်ပုံဝါနာပါပြီဆိုရင်သင်တန်းမတက်နိုင်ဘူးဆိုရင်တော့မှကျွန်တော်လိုပဲတခြားသင်တန်းကြားတဲ့ဆရာတွေဒါမှမဟုတ်တခြားဓာတ်ပုံကို sharing လုပ်ပေးနေတဲ့သူတွေအများကြီးရှိပါတယ်မြန်မာနိုင်ငံအပိုင်းအပါအဝင်တစ်ကမ္ဘာလုံးမှာရှိတယ်အဲ့ဒါတွေကို YouTube တို့ဘာလို့ကနေရှာကြည့်ပြီးတော့လေ့လာပြီးတော့ကျတော့ကိုပုံမှန်ရိုက်နေရတဲ့ကွဲပြားအောင်ဖန်တီးလာနိုင်အောင် train လို့ရပါတယ်ကျေးဇူးတင်ပါတယ် bye bye